Onit suka taiga ba. Diကောင်ကကျွန်တော်နဲ့ကြည့်ရမှာပါကျွန်တော်အခုလုံးဝမဖွင့်ကြည့်ရသေးဘူးအယောင်တစ်ပြီးခဲ့တဲ့အခုဆိုရင် August ဘယ်လောက်လဲဒီ15ဆိုတော့ကျွန်တော်ထင်တာ10ရက်နေ့ဝန်းကျင်အဲ့4 5 6ခွန်ဗျအဲ့ဝန်းကျင်မှာထွက်ထားတဲ့အယောင်ပေါ့နော် Thailand exclusive တခြားနိုင်ငံတွေမှာမရဘူးပေါ့ဒါဆိုတော့ဒီကလေးချက်ကြည့်အောင်တော်တော်လေးလာတယ်ပြောရရင်ဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့အကိုဒါလေးမိုက်တယ်ဆိုပြလိုက်တဲ့အချိန်မှာ let's go okay Onitsuka ပေါ့ဗျာနော်1949ပါညာကဲဘာကာလာလေးရှိုးလိုက်အောင်အိုးချစ်စရာလေးဟဲ့စက်ပေါ်ပါပဲစက်ပေါ်တွေကအိုးပြီးမှတရားပြမယ်ထိုးလိုက်အောင်မယ်ဗျာ okay ရှယ်ပဲရေးရောင်လေးချစ်စရာကဲ Onitsuka တိုက်ကစက်ပေါ်ပါစက်ပေါ်မှာဒါလုံးဝကျွန်တော်တို့ Thailand exclusive နဲ့နောက်ဆုံးထွက်တဲ့အယောင်ပါနော်ပြီးခဲ့တဲ့ဒီလာသမ်းပိုင်းမှာထွက်ထားတဲ့အယောင်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြလိုက်တော့တော်တော်လေးသဘောကျသွားဝီတာပေါ့နော်ကျွန်တော်မှာ support တွေတော်တော်လေးအားပေးတဲ့ပေါ်တာကျေးဇူးအများကြီးတင်တယ်ကျွန်တော်မထင်တာဘူး Onitsuka ကိုအဲ့လိုကြိုက်ကြမယ်လို့လည်းမထင်တာဆိုတော့အဲ့တော့အားပေးမယ်လို့မထင်တာပြီးတော့ဒီ support ပေါ့နော်ဒီ support ကိုကြိုက်ကြတယ်လို့တော့မထင်တာဘူးကျွန်တော်ဆိုလို့ရှိရင် Mexico 66အဝါပဲတော်ပြီရပြီအဲ့ဒါဆိုရပြီကျွန်တော်စိတ်ထဲရတယ်ဒီသူတို့ရဲ့ standard တစ်ခုပဲကျွန်တော်သဘောကျတာပေါ့နော်ဟိုဒါပေမဲ့ဒီအားရဲ့နောက်ပိုင်းကကြီးလေးကြီးကန်လဲကန်ကြီးရောဝစ်လဲဝစ်ကြီးရပေါ်တယ်တအားသဘောကျပြီထက်ကလည်းလဲမာတာတွေရောလက်ဆောင်ပေးတာတွေရောအစုံပဲပေါ့နော်တော့အပိကြရဲ့ဘော်ရာရောက်ချင်းနေကျေးဇူးအများကြီးတင်တယ်တကယ်လေးလည်းမိုက်ပါတယ်တကယ်လည်းမိုက်ပါတယ်ဆိုတော့သူကဘာကွာဝါလဲဆိုတော့ Thailand exclusive ကနံပါတ်1ကတော့အရင်ကအယောင်တွေနဲ့ကျွန်တော်ထက်ရောင်နဲ့အများရိုက်ပေးမယ်ရောင်ဆိုရင်လည်းကျွန်တော်ပြန်ရိုက်ပေးမယ်ဆိုတော့ဒီကောင်ကအယောင်လေးပဲကွာဝါတယ်တက်ချာပါညာသုံးထားတာအကုန်လုံးတူပဲဒီလိုညိုလေးတအားချစ်ဖို့ကောင်းတယ်နော်တကယ်ကဘာပဲကွာဝါလဲဆိုတော့ကျွန်တော်ရင်တော့ပြောနေရတယ်လို့ပဲဒီကောင်ကဒီမှာနော်သူကဒီမှာကျွန်တော်တို့ရဲ့စင်ပကံဟိုဟာသွားတယ်ကျွန်တော်တို့ရဲ့စင်ကွက်ဗျာစင်အင်ကြီးမှာသူကကြားကွက်ဖြစ်သွားတယ်မကြားလေးပုံစံလေးဖြစ်သွားတယ်အဲ့တော့ထိုင်း exclusive ဆိုပြီးတော့ထိုင်းသူကထွက်လိုက်တာပေါ့နော်ဒီရောင်ကလုံးဝထိုင်းမှာပဲရတဲ့အရောင်ပေါ့ဆိုတော့အဲ့ပုံစံမျိုးလေးသွားပါတယ်ဆက်ဘောကတော့လုံးဝပေါ့ပပလေးနဲ့ပေါ့ရွှွတ်တကယ်လေးမိုက်တယ်ဗျာစီးတိုင်းလုံးဝ classic အတန့်တကယ်အမိုက်တော့နော်ကျွန်တော်ခဏအများကြီးပြောပြီးသွားရဆိုတိတ်တော့ပြောတရားမလို့တော့ဘူးအားပေးပွဲအားလုံးနဲ့သိပြီဒါအဓိကကျွန်တော်အယောင်ကိုတေချာလေးလာပြီးတော့ကြွားခြင်းဖြစ်ပါတယ်ဆိုတော့ကက်တလော့ဒီတောင်တစ်ခေါက်ပြတာတယ်မတင်ရသေးဘူးတင်နေတာလေအဲထားပေါ့အဲကက်တလော့တင်လိုက်ပါလိမ့်မယ်ဒီဗီဒီယိုတဲ့တော့တင်ပြီးသားဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ Onitsuka ထဲမှာလည်းတခြားဟာတွေလည်းလာပြီးတော့အားပေးလို့ရပါသေးတယ်ဒီဆက်ပေါ်မှာမဟုတ်ဘူးပေါ့နော်ဒါပဲကြိုက်တယ်ဆိုရင်ဒါပဲယူတခြားအယောင်တွေမှာလည်းကျွန်တော်ကိုလိုက်ပြီးတော့ဟို site လေးပြောပြီးတချို့ကျတော့ site ပုံမူတည်အယောင်တွေမှာမရှိတော့တာရှိတယ်ဆိုတော့ဈေးကလုံးဝမချဘူး sorry ပဲဆိုတော့8,000လားမသိနော်8,000တရားအောင်8,000ဖြစ်ပါတယ်အဲ့တော့ official ကျွန်တော်မှာပေးတယ်အဲ့တော့ဈေးကလုံးဝမချဘူးသို့တော်ညာလဲအယောင်လေး site လေးပြောပြီးကျွန်တော်အယောင်လေးတွေရတာလေးပြန်ပြီးတော့ကျွန်တော်ပြောပြပါမယ် Thailand exclusive က2ရောင်ရှိတယ်ကျွန်တော်ပြနေကြအဝါအပြာရှိတယ်ဒီကောင်အညိုလေးကလုံးဝ latest ထွက်တာတော်တော်လေးငြိမ့်နေပြသေးလားလုံးဝငြိမ့်နေနော် share ပဲတော်လိုချင်တဲ့ border အားလုံး TikTok border အားလုံးလည်းကျွန်တော်ရဲ့ New York Facebook Messenger လာခဲ့ကြပါကျေးဇူးအများကြီးတင်ပါတယ် Onitsuka အတိုက်ကပါသိတယ်နော်အကောင်းသားတွေလိုချင်ပဲသွားအောင်လေ bye bye